Life Education ဆိုတာကနေပြီးတော့ကြိုဆိုပါတယ်ဒီချိန်ကတော့ဒီနေ့မှာ Microsoft Word နဲ့ပတ်သက်ပြီးတော့ Microsoft Word ထဲမှာ file တွေကိုရိုက်ထားတဲ့စာတွေကိုပထမဦးဆုံးကိုယ့်ရဲ့ file ထဲမှာသိမ်းချင်တဲ့အချိန်မှာဘယ်လိုသိမ်းရမလဲဆိုတဲ့ခေါင်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒီချိန်က sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီချိန်တို့ကွန်ပျူတာထဲမှာစာတွေရိုက်တယ်ဆိုလို့ရှိရင်ပထမဆုံးကိုရိုက်ထားတဲ့စာလေးတွေရှိနေပေါ့နော်ဟိုမှာဒီချိန်တို့ဒီအပေါ်ကဘားလေးပါတစ်ချက်လောက်ရှိနေပေါ့နော်ဒီဘားလေးကိုဒီချိန်တို့ကတိုက်တယ်ဘားလို့ခေါ်ပါတယ်တိုက်တယ်ဘားမှာအခုဒီချိန် point ထောက်ပေးထားတဲ့နေရာလေးမှာ document 1 word လို့ပေါ်နေပါလိမ့်မယ်document 1လို့ဘာလို့ပေါ်နေရတာလဲဆိုရင်ဒီချိန်တို့ holy site ကလေးကလုံးဝမစေးရသေးတဲ့အတစ်ဆိုင်ကလေးတွေရဖြစ်ပါတယ်ပေါ့နော်အဲ့ဒီစာရွက်ထဲမှာဒီချက်ကစာပိုက်ကလေးရိုက်ထားတယ်Korea Green Tea Manners ဆိုတဲ့ဒီစာပိုက်ကလေးနှစ်ပိုက်ကိုဒီချက်ရိုက်ထားပေးပါတယ်ဒီကျဲတို့ဒီမှာစာပိုက်ကလေးနှစ်ပိုက်ကလေးရိုက်ထားတယ်ဒါပေမဲ့ဒီစာပိုက်လေးနှစ်ပိုက်ကကြတော့ဒီကျဲတို့ဒီကွန်ပျူတာထဲမှာအခုလက်ရှိလောလောဆယ်ရိုက်ထားတဲ့အခြေအနေပဲရှိနေသေးတာဖြစ်ပါတယ်ဒီစာလေးကဒီကျဲတို့ကွန်ပျူတာထဲမှာရောက်သွားပြီလားသိမ်းပြီးသွားပြီလားဆိုလို့ရှိရင်တော့မသိမ်းရသေးပါဘူးပေါ့နော်ကျဲတို့မသိမ်းရသေးပဲနဲ့ဒီတိုင်းကွန်ပျူတာကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီစာရွက်ကလေးကသူ့အလိုလိုသိမ်းသွားပြီးမှမျိုးမဟုတ်ပါဘူးပေါ့နော်ကျဲတို့ကကိုယ့်ဘာသာကိုသိမ်းရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုရိုက်ထားပြီးသားကိုရိုက်တဲ့စာလေးอ่ะပေါ့နော်ဒီနောက်တစ်ချိန်မှာပဲဖြစ်ဖြစ်ကိုထပ်ပြီးတော့လိုအပ်လာတယ်ပေါ့ကိုရိုက်ဆရာကြံသေးတာမျိုးကိုဒါလေးနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ဆရာကြံသေးတာမျိုးဆိုလို့ရှိရင်တော့ဒီဆယ်တို့ကဒီစာရွက်ကလေးကိုတင်ထားဖို့လိုအပ်ပါတယ်ပေါ့နော်ဆယ်တို့တင်တဲ့အချိန်မှာလည်းတင်တဲ့နေရာဒီဆယ်တို့ကတင်တဲ့ပုံစံက3မျိုးရှိပါတယ်အဲ့တော့ဘယ်လိုမျိုးပုံစံလဲဆိုလို့ရှိရင်ပထမဦးဆုံးအကြိမ်အနေနဲ့တစ်ခါမှမသိရသေးတဲ့စာရွက်ကလေးကိုပထမဆုံးအကြိမ်နဲ့သိမ်းတာရှိမယ်နောက်သိမ်းဖို့တဲ့စာရွက်ထဲကိုရှယ်ရစာတွေထည့်ရိုက်ထည့်ပြီးမှသိမ်းတာရှိမယ်ဒီမတူညီတဲ့ file နာမည်ချိန်ပြီးတော့မှသိမ်းတာရှိမယ်ပေါ့နော်၃မျိုးရှိတယ်ပေါ့ရှယ်တို့ကဒီသင်ခန်းစာလေးအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ဒီရှယ်တို့ကျောင်းသားကျောင်းသူတွေပဲဖြစ်ဖြစ်လုပ်ငန်းသမားတွေလုပ်တဲ့သူတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ file တွေကိုတေချာသိမ်းတဲ့ပုံစံမသိမ်းတတ်ဘူးတေချာမသိမ်းတတ်ဘူးဆိုလို့ရှိရင်ဒီရှယ်တို့ကဒီကွန်ပျူတာရဲ့အခန်းတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူရောက်ချင်တဲ့အခန်းတွေကိုရောက်သွားနိုင်တယ်။ချေတို့ပြန်ပြီးတော့ကိုလိုချင်တဲ့အချိန်မှာဒီ data တွေကိုပြန်ရှာတဲ့အချိန်မှာရှာပြီးတော့မတွေးတော့များမျိုးရှာလို့မတွေးတော့တာမျိုးလုံးဝပျောက်သွားတာမျိုးဒီလိုမျိုးတွေဖြစ်နိုင်ပါတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ကိုရိုက်ထားတဲ့အချိန်တွေလည်းအလဟတာကုန်ပါတယ်။ဒါကြောင့်ဒီချေတို့ကပထမဦးဆုံးရိုက်ထားတဲ့စာရွက်ကလေးကိုတင်လို့ရှိရင်ဘယ်လိုတင်ရမလဲဆိုတဲ့ခေါင်းစဉ်တွေပတ်သက်ပြီးတော့ဒီချက်ကအခု sharing စပြီးလုပ်ပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ခုနကဒီချက်ပြောသွားတဲ့အတိုင်းပဲပေါ့နော်တိုက်တယ်ဘာမှာ document 1လို့ watch လို့ပေါ်နေတယ်ဘာကြောင့်လဲဆိုတော့ဒီစာရွက်ကလေးကဒီချက်လုံးဝမသိမ်းရသေးတဲ့စာရွက်ကလေးဖြစ်ပါတယ်ဒါဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာအခုမှစာလေးစပြီးတော့သိမ်းတော့မယ်ဆိုရင်ဒီချက်တို့ကအပေါ်မှာ file file ဆိုတဲ့ဟာလေးတွေ့လားမသိဘူးအဲ့ဒီ file တက်ကလေးမှာကလေးတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်တဲ့အခါမှာဒီချေတို့ကစေတာနဲ့ပတ်သက်ပြီးတော့နှစ်ခုရှိပါတယ်စေရှိသလို CS လည်းရှိပါတယ်ဒီချေတို့ကအခုမှဒီစာရွက်ကလေးကိုပထမဦးဆုံးအကြိမ်သိမ်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ SAVE says ကိုပဲ33 CS ကိုပဲအတူတူပါပဲပေါ့နော်အဲ့တော့ဒီချေကတော့ဒီမှာ CS နှိပ်လိုက်ပါမယ်CS နှိပ်တဲ့အချိန်မှာဒီချေတို့ကတန်းပြီးတော့သိမ်းသွားရလားဆိုမဟုတ်ပါဘူးပေါ့နော်ကျတို့ရှိမှပြောခဲ့သလိုပဲကွန်ပျူတာထဲမှာအခန်းတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ကိုသိမ်းခြင်းတဲ့အခန်းထဲမှာကိုရဲ့နာမည်လေးနဲ့တီးတဲ့သိမ်းလို့ရတဲ့ပုံစံမျိုးလေးထိရအောင်ဒီချေတို့ကသွားရမှာဖြစ်ပါတယ်တကယ်လို့ကိုရဲ့ကွန်ပျူတာကိုပိုင်ကွန်ပျူတာဆိုရင်တော့မှပဲဒီချေတို့ကအခန်းထဲမှာစနစ်တကျမသိမ်းဘူးဆိုလို့ရှိရင် file ရှာတဲ့အချိန်မှာအရန်ကိုဒုက္ခရောက်ပါတယ်ပေါ့နော်ကိုရဲ့ကွန်ပျူတာမဟုတ်ဘဲနဲ့ရောဝသုံးရတဲ့ကွန်ပျူတာမျိုးအလောက်ကသုံးရတဲ့ကွန်ပျူတာမျိုးဆိုရင်ကိုနာမည်လေးနဲ့ကို file တည်တန့်ရှိနေတဲ့အခါမှာရှာရတာလည်းလွယ်နိုင်ပါတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီချေတို့က CS ကိုပဲနှိမ့်နေ CS ကိုပဲနှိမ့်နေဒီဘောက်ကလေးပေါ်လာပါဖြစ်ပါတယ်ဒီဘက်ချက်မှာပေါ်လာတဲ့ဘောက်ကလေးမှာဒီချေတို့ကြည့်လိုက်မယ်ဆိုရင်အောက်မှာ BROWSE browse ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒီဟာလေးမှာကလေးတစ်ချက်နှိမ့်လိုက်ပါနေလိုက်တဲ့အချိန်မှာတီချာတို့ကဘာတွေလာပြလဲဆိုရင်ကွန်ပျူတာထဲမှာရှိတဲ့အခန်းတွေကိုလာပြီးတော့ပြပေးမှာပါအပေါ်မှာတစ်ချက်လောက်ကြည့်လိုက်မယ်ဆိုရင်ဒီ title ဘာထဲမှာ document ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်ချာတို့အခန်းနေရာဘယ်မှာတော့ဆိုလို့ရှိရင်ဟောဒီဘယ်ဘက်အချမ်းမှာရှိနေမှာပါအဲ့ဒီဘယ်ဘက်ချမ်းလေးမှာဟောဒီမှာ19ပါးလေးတစ်ချောင်းလေးရှိနေမှာပါဒီ19ပါးလေးကို drag ဖြည့်ဆွဲပြီးတော့အောက်ကိုသွားကြည့်လိုက်မယ်နော်
သွားကြည့်လိုက်တဲ့အချိန်မှာဒီချေတို့ကအခန်းက2ခန်းပေါ့နော်ဒီမှာ locative C ရဲ့ locative D ရဲ့ရှိရပေါ့နော်အဲ့တော့ရေးထားတဲ့စာသားလေးတွေကြီးကလည်းlocative C တဲ့ဒီမှာ data D လို့ဒီချက်ဆက်မှာတော့ရေးထားတယ်ပေါ့နော်အဓိကရပါတယ်ဘယ်လိုပဲစာရေးရေးအဓိကကလေဒီပုံစံလေးစက်ပုံစံလေးကိုတစ်ချက်လောက်ကြည့်လိုက်ပါနော်မတူဘူးပေါ့နော်ဒီမှာဘာလေးလဲဆိုလို့ရှိရင်ဒီချက်တော့ window logo လေးကိုမြင်ရလားမသိဘူးပေါ့နော်အဲ့ဒီထဲကိုလေfile တွေပါလေတိန်းတော့မယ်ဆိုလို့ရှိရင်ဖြစ်နိုင် locative D C တွေကိုပေါ့နော် locative D ဒီချက်ထဲမှာတော့ locative C လို့ပေါ်နေလို့ဒီချက်က locative C လို့ပြောတာပေါ့နော်ဒီအသုံးပြုသူတွေကျောင်းသားကျောင်းသူတွေရဲ့ဆက်ပေါ့နော်အလုပ်လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေပါဆိုလို့ရှိရင်တော့တခြားစာသားပေါ်ရင်လည်းပေါ်ပါပေါ့နော်ဒါပေမဲ့ဒီချက်တို့ကဘယ်လိုပဲပေါ့အဲ့ဒီမှာသူ့မှာ၄တော့အတုံးလေး၄ခုပေါ့နော်အဲ့ဒါ window logo လေးလို့ခေါ်တယ်အဲ့လိုမျိုး logo လေးပေါ်နေတဲ့အခန်းဆိုရင်တော့ဒီချက်ကမသိမ်းစေချင်ဘူးအဲ့ဒါဘာလို့ပြတာလဲဆိုအဲ့ဒါဒီချက်တို့ကကွန်ပျူတာတစ်ခုလုံးအလုံးလုံးဖို့ရအတွက်ကိုဒီချက်တို့က window တင်ထားရတဲ့အခန်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ window တင်ထားရတဲ့အခန်းထဲမှာဒီချက်တို့ကစာရွက်စာတမ်းတွေကိုသွားပြီးတော့တင်ထားမယ်ဆိုရင်အကယ်၍များအကြောင်းတစ်စုံတစ်ရာကြောင့် window ပြုတ်ကျသွားခဲ့သည်ရှိတော့အဲ့ဒီစာရွက်တန်းနေရာပါတပါတဲ့ပါသွားမှာပေါ့နော်မဆိုလို့ရှိရင်အဲ့စာရွက်တွေပြန်ယူလို့မရတာမျိုးဖြစ်တတ်ပါတယ်ပေါ့ဒါကြောင့်ဒီချက်တို့ကသူနဲ့လွတ်တဲ့ data D ပါပဲသွားမယ်ပေါ့နော်ဒီချက်ဆက်မှာ data D လို့ပေါ်နေတာအခုဒီ video file ကိုအသုံးပြုနေတဲ့ပေါ့နော်အနားထောင်နေတဲ့သူတွေရဲ့စက်ထဲမှာတော့ပေါ့နော်ဒီလိုမျိုး data D လို့ပေါ်ကြမှာလေပေါ်လိမ့်မယ်ပေါ့နော်ဒါဆိုကလေးတစ်ချက်နေလိုက်ပါနေပြီးတော့ရင်တော့ဒီဘက်မှာတွေ့လားမသိဘူးအခန်းလေးတွေဖွဲ့ထားတာလေးတွေရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီချက်ကသူ့အခန်းလေးတွေနဲ့သူဖွဲ့ထားတာမျိုးလေးတွေရှိတယ်ဒါဒီကအခန်းဖွဲ့ပြီးသားမလို့သူတို့မှာအခန်းလေးတွေတီးတန့်ရှိနေတာဒါပေမဲ့ဒီချက်အခုမှဒီဆက်ထဲကိုခုမှအကိုကအစ်စ်ဝင်ရမှာဖြစ်တဲ့အတွက်ကိုယ့်အတွက်ကအခန်းဆိုတာရှိမနေဘူးပေါ့နော်ဒါဆိုရင်အခန်းဖွဲ့မယ်ပေါ့အခန်းဖွဲ့တယ်ဆိုတာဒီချေတို့ကအလွယ်ပြောလိုက်တာပါတကယ်တော့ကွန်ပျူတာစကားနဲ့ပြောမယ်ဆိုရင်တော့ဖူတာဖွဲ့တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဖူတာဖွဲ့လိုက်တယ်အခန်းဖွဲ့လိုက်တယ်ဆိုရင်ဒီချေတို့မြန်မာစကားလေးလို့အတူတူပါပဲအိတ်အိမ်မှာအခန်းဖွဲ့ပြီးသွားလို့ရှိရင်တက်တက်လုံးနေလို့ရတယ်လို့မျိုးပဲကွန်ပျူတာမှာလည်းအဲ့လိုပါပဲအခန်းတစ်ခန်းဖွဲ့ပြီးသွားပြီဆိုလို့ရှိရင်အသုံးပြုတဲ့ user ကမပြတ်မချင်းအဲ့ဒီအခန်းလေးကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့စာရွက်တစ်ခါသိမ်းတိုင်းတော့အခန်းတစ်ခါဖွဲ့စေရတော့မလိုအပ်ပါဘူးเนาะဒီနေရာမှာပြောချင်တာလေအဲ့တော့ဒီချက်ကဒီမှာအခန်းလေးဖွဲ့လိုက်မယ်ပေါ့နော်အခန်းဖွဲ့ဖို့ရတဲ့တချေတို့အခန်းအသစ်တောင်းရပါမယ်ဘယ်မှာလဲဆိုရင်ဒီမှာပေါ့နော် new folder ဆိုတာလေးတွေ့လားမသိဘူးအဲ့ဒီ new folder လေးပါကလေးတစ်ချက်နေလိုက်မယ်အပြာရောင် selection လေးနဲ့ new folder ဆိုပြီးတော့ဒီမှာအခန်းအသစ်ကလေးကြာလာပါလိမ့်မယ်အဲ့တော့sorry ပါနော်ဒီချက် mouse ရွှေ့လိုက်လို့ပေါ့နော်အဲ့တော့ခဏလေးပါနော်အဲ့တော့ဒီလိုမျိုးလေးကြာလာပါလိမ့်မယ်ဒီလိုလေးလေအပြာရောင်လေးနဲ့အဲ့လိုလေးဖြစ်လာပါပေါ့နော်အဲ့လိုမျိုးအပြာရောင်လေးနဲ့ဖြစ်နေတဲ့အချိန်မှာတခါတည်းကိုရိုက်ထည့်လို့ရပါတယ်ကိုယ့်ရဲ့နာမည်လေးပေါ့နော်ကိုပေးချင်တဲ့နာမည်လေးရိုက်ထည့်လို့ရတယ်ဒီမှာတော့ဒီချက်က new life လို့ပဲပေးလိုက်ပါတယ် new life education လို့ပဲပေးလိုက်မယ်ပေါ့နော် new life education center လို့ရိုက်လိုက်မယ်ပေါ့နောက်ကတစ်ခုပါsorry ဒီ center okay ရိုက်ပြီးတော့ဆိုရင်ဒီချက်ကအခန်းလေးကို confine လုပ်တော့ပါမယ် enter လေး keyboard ကနေပြီးတော့ enter လေးတစ်ချက်လောက်နှိပ်လိုက်ပါဒါဆိုဒီချက်တို့စီမှာ new life education center ဆိုတဲ့အခန်းလေးကဝင်သွားပြီပေါ့နော်ဒါဆိုဒီချက်တို့အခန်းကိုဖွင့်တော့မယ်အခန်းဖွင့်မယ်ဆိုလို့ရှိရင် double click နဲ့နှိပ်ရပါတယ်ဒါဆိုတိုက်တယ်ဘာမှတွေ့လားမသိဘူး data ဒီတဲက new life education center တဲ့ဝင်သွားပြီအဲ့လိုမျိုးကိုယ့်ရဲ့အခန်းလေးကိုဝင်သွားတာသိကြတယ်ကိုအခန်းလေးကိုဝင်သွားတာသိကြပြီဆိုလို့ရှိရင်ဒီချက်တို့ကတေချာလေးသိမ်းလို့ရပြီပေါ့နော်ဒီလိုအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ဒီ share ကိုသိမ်းလို့ရပါတယ်ဒါဆိုရင်မသိမ်းခင်မှာအဲ့မှာ file name ဆိုတာလေးတွေ့လားမသိဘူး file name မှာကြတော့လေfile name ကသူ့အတူတက်ပေးတယ်ပေါ့နော်မဟုတ်ပါဘူးဒီမှာလေ file name ဆိုတာကျတော့တိုက်တဲ့အနေနဲ့ရေးထားတဲ့စာကြောင်းကို file name နဲ့လာပေါ်တာကိုကြိုက်တဲ့ဒီစာရွက်နဲ့ပတ်သက်ပြီးတော့စင်းစရာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ကိုကြိုက်တဲ့နာမည်လေးပေးလို့ရတယ်ဥပမာဒါအယောင်စင်းလားဒါမှမဟုတ်လို့ရှိရင်ကျောင်းသားဆိုလဲကျောင်းသားကျောင်းသူတွေရဲ့နာမည်လားဒါမှမဟုတ်လို့ရှိရင်ဒါက assignment အတွက်လားပေါ့နော်အစားရှိတဲ့ဖြစ်ပေါ့နော်ခေါင်းစဉ်လေးသတ်မှတ်ပေးလို့ရတယ်ဒီမှာじゃဒီ share ကကြတော့ကိုရီးယားနဲ့ပတ်သက်တဲ့ဒီနှုတ်ဆက်တဲ့ manner လေးတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ share ကပေါ့နော်ကိုရီးယားဒီကိုရီးယားဆိုတဲ့စကားလုံးလေးပဲထားမယ်ဆိုရင်လည်းထားလို့ရတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီချက်ဒီမှာဒီလိုလေးပဲထားလိုက်မယ်ပြီးရင် save save လေးနေလိုက်မယ်အဲဆိုလို့ရှိရင်စာရွက်ကလေးရဲ့ title ဘာမှတစ်ချက်တော့ပြန်ကြည့်လိုက်မယ်နော်အဲမှာဒီချက်ခုနကသူ့ကိုစေထားတဲ့နာမည်လေးပဲကိုရီးယန်ဆိုတဲ့နာမည်လေးပဲပြန်ပြီးတော့ပေါ်နေမှာဒါဆိုဒီလိုလေးပေါ်သွားပြီဆိုရင်ဒီချက်တို့ကဒီစာရွက်ကိုပိတ်လို့ရတယ်ပေါ့နော်ဒီစာရွက်ကလေးကိုပိတ်ပေးမယ်ပေါ့နော် file နဲ့က
close နဲ့ပိတ်လိုက်မယ်ဒါဆိုရင်ခုနစာရွက်ကလေးမရှိတော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ဒါစာရွက်ကလေးကိုပထမဆုံးအကြိမ်နဲ့သိမ်းတာလေးဖြစ်ပါတယ်ကဲဒါဆိုရင်ခုနစာရွက်ကလေးရှိမရှိပြန်ပြီးတော့စစ်ကြည့်ရအောင်နော် file နဲ့က open မှာနှိပ်မယ်နှိပ်လိုက်တဲ့အချိန်မှာတချို့တို့အတူတူသွားမယ် browse ကိုသွားမယ် data ကြီးကိုသွားမယ်ကိုယ့်ရဲ့အခန်းဖြစ်တဲ့ New Life Education Center အခန်းကိုဖွင့်မယ် double click ပြီးတော့အဲ့မှာ Korean ဆိုတဲ့ဟာလေးရှိတယ်တစ်ချက်လောက်နှိပ်လိုက်ပါမယ်ဒီမှာတွေ့လားမသိဘူးဒီစာရွက်ကလေးရှိတယ်เนาะဒါဆို teacher တို့ကအဲ့လိုမျိုးကိုယ့်ရဲ့စာရွက်စာတမ်းတွေရိုက်ထားတဲ့စာရွက်စာတမ်းတွေကိုပထမအောင်ဆုံးအချိန်နဲ့သိမ်းတော့မယ်ဆိုလို့ရှိရင်သေချာစနစ်တကျနဲ့သိမ်းမှာဒါကြောင့်မှအခုလိုမျိုးနောက်တစ်တစ်ချိန်ကိုလိုအဲ့လိုပြန်ပြီးတော့ဖွင့်တဲ့အခါကြောင့်လို့ရှိရင်ပေါ့နော်ဘယ်အခန်းထဲမှာရှိတယ်ဘယ် file ထဲမှာရှိတယ်ဆိုတာမျိုးကိုတိတိကျကျပြန်လဲပြီးတော့ကိုယ်တိုင်လည်းမှတ်မိသလိုကိုကညွှန်ကြားဖို့လိုအပ်လာတဲ့အချိန်လေးမှာဆိုလို့ရှိရင်လည်းပြန်လဲပြီးတော့ညွှန်ကြားနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်